စာပေကိုအရှုအောင်လည်းဖြစ်ပါတယ်ဗျာအမှားလည်းကိုဝေဖန်ပိုင်းရှားနိုင်တာကပညာဖြစ်သလိုပညာကပဲစာအုပ်စာပေတွေရရှိနိုင်ကြကြောင်းကျွန်တော်စာများများအရှုပေးနေပါတယ်ရှေးအောင်စုပြုတ်ပြမောက်ဖို့အရှင်စာပေတွေကျွန်တော်တို့ဒါရီဆုံးလာဖို့ချင်းရှင်ရပြပါတယ်ကျော်ရှင်ပေးပါတယ်တက်ကြမှုလည်းပေးပါတယ်သနာကျင်နာမှုလည်းပေးပါတယ်ဗျာစာအုပ်စာပေဖတ်ရှုခြင်းကြီးကျွန်တော်တို့လောကမှာကျွန်တော်တို့မြောက်တော်ညောင်ဝဲရောက်ရှိသွားနိုင်ပါတယ်ကျွန်တော်တို့မကြောက်သေးသောအရာများကိုကြားမှုရသဖြင့်ပညာဘုရားတိုးတက်စေနိုင်ပါတယ်ဗျာကျွန်တော်တို့ကမ္ဘာအနှံ့များသို့ကျွန်တော်တို့ကိုယ်တိုင်မရောက်ရှိသေးတော့လေကျွန်တော်တို့ရဲ့စိတ်ကိုသင်္ကာကမ္ဘာအနှံ့များသို့ကျွန်တော်တို့ကိုယ်တိုင်ရောက်ရှိနိုင်တော့ဖြစ်ပါတယ်ဗျာရှိတာလည်းရှိတာနာကလာတော့မရှိတော့ဖြစ်ကြမှာပဲဖြစ်ပါတယ်ဗျာရှေ့တေးနေကဆိုလို့ရှိရင်တပင်အတွက်ရှေ့ကြီးတကယ်ကျွန်တော်တို့လူသားတွေအတွက်စာအုပ်စာပေကရေးကြည့်ပါတယ်ဗျာဒါကြောင့်ကျွန်တော်တို့နာကလာအောင်စာဖတ်ကြမှာပဲဖြစ်ပါတယ်ဗျာဒါကြောင့်ပညာရေးစာပေတဲ့မှာဒီလိုချိန်မှာဖြစ်ပါတယ်ဗျာဒါကြောင့်ကျွန်တော်တို့စာပေဆိုတာကျွန်တော်တို့လူသားတွေရဲ့ဘာသာချက်ဆရာမအဲ့ဒီဒါတော့ရေးအတွက်ဒါတိကျတာတွေဒါကြီးနဲ့လာကြပါလေလို့ကျွန်တော်တို့ကောင်းတဲ့ကဆိုရပါတယ်ဗျာစာဖတ်များလေးတွေသူတို့တိုင်းမှာလေးတိုးလေးဖြစ်တဲ့ပြင်ကြည်ပြရဲရင်ပွဲလေရှင်းနိုင်ပါတယ်ဗျာစာပေအားဆိုလို့ရှိရင်ကျွန်တော်တို့လူသားတွေအနေနဲ့ကျွန်တော်တို့နေ့စဉ်ထုတ်နေတဲ့ဂရင်းစာတွေဂျာနယ်တွေမဂ္ဂဇင်းတွေစာတွေအရာတွေကိုအရှိန်မီတလားဖတ်ရှုနေပါတယ်ညဂရင်းအားသာတရားဖတ်လို့ရှိရင်ကျွန်တော်တို့ခေတ်တစ်ခေတ်နောက်ကျသွားမှာပဲဖြစ်ပါတယ်ညဂရင်းစာဆိုလို့ရှိရင်ကမ္ဘာပေါ်မှာဖြစ်ပျက်နေတဲ့အကြောင်းအရာစုံစုံပဲသိရှိနိုင်မှာပဲဖြစ်ပါတယ်ညခြားတဲ့မဂ္ဂဇင်းစာတွေတို့ဒီကျွန်တော်တို့ရဲ့အခုခေတ်လူငယ်တွေတည်တည်ထိထိုက်သောအကြောင်းအရာတွေကမ္ဘာပေါ်မှာဖြစ်ပျက်နေတဲ့အကြောင်းအရာစုံစုံတွေကိုလေ့လာနိုင်ပါပြီဖြစ်ပါတယ်ဗျာကျွန်တော်တို့လူသားတွေအသက်ရှင်နိုင်ဖို့အတွက်ဆိုရင်အစားအစာတွေအသက်ရှင်ခြင်းစတဲ့အရာတွေကြီးပါတယ်ဗျာဒါပေမဲ့ကျွန်တော်တို့အသိဉာဏ်ပြုစရာပြင်ကြိုတူတဲ့ပို့ဆိုလို့ရှိရင်စာများများဖတ်ပေးဖို့လိုအပ်ပါတယ်ဗျာစာပြားဆိုလို့ရှိရင်ကျွန်တော်တို့အနာဂတ်လာပါဖို့အတွက်အတော်လေးကိုအထောက်အကူပြုနေရပါတယ်ဗျာကျွန်တော်တို့ဆိုလို့ရှိရင်စာပေဖတ်ရှုခြင်းကြီးကျွန်တော်တို့စာပေဖတ်ရှုခြင်းအားဆိုလို့ရှိရင်ရှိုင်းကိုရေးပေးပါတယ်ရှင်းသူကိုလည်းတောင်းပေးပါတယ်ဗျာဒါကြောင့်ကျွန်တော်တို့စာပေဖတ်ရှုခြင်းကြီးအကျိုးရရှိတဲ့အကျိုးကျေးဇူးတွေကတော့စိတ်ကြိုက်ရင်လည်းခြင်းချင်းအတွေ့အခေါ်ပြန်မှာစာရိတ်အလေးချိန်ပါနေလည်းရရှိနေတာပဲဖြစ်ပါတယ်ရှင်မဟာရတ္တသာရကလေးဆိုပေးပါတယ်မပွင့်မရမထူးထူးစားဖို့ရှာရိပ်ပြည့်တဲ့အခပြန်တော်ကဖက်ဖက်များကပေါင်းများပြီးသိနေဝင်ကမလိမ္မာလေးသာပေးစကား